မြတ်စွာဘုရားဟောတဲ့ကိုချင်းစာတရားကိုချင်းစာတရားဆိုတာဘုရားဟောတာနော်အတုပနာယိကမြတ်စွာဘုရားသုံးတဲ့စကားအတုပနာယိကအတ္တဥပနာယိကအရာရာကိုနဲ့နိုင်ကိုချင်းစာတရားစာသူ့ဘက်ကလည်းခံစားကြည့်ကိုယ့်ဘက်ကလည်းခံစားကြည့်အဲ့ဒီလိုခံစားကြည့်ပြီးတော့လုပ်ကိုင်ဆောင်ရမယ်ဆိုတော့မြတ်စွာဘုရားဟောထားတာလေငါ့ကိုလိန်ခါရမယ်ဆိုရင်ငါမကြိုက်ဘူးအဲ့တော့ငါလည်းသူ့ကိုမလိန်နဲ့ဟောဒီသဘောမျိုးစဉ်းစားခိုင်းတာအဲ့ဒီလိုစဉ်းစားအဲ့ဒီလိုဘုရားဘာသာတွေပြီးမြတ်စွာဘုရားအဆုံးအမတိုင်းနေကြမယ်ဆိုလို့ရှိရင်နေ့စဉ်မှာဘာပြဿနာမှမရှိဘဲနဲ့ချီးပွားတိုးတက်မှုတွေဖြစ်လာမှာဖြစ်နေ့စဉ်နဲ့အမျှကုသိုလ်ရနော်ဘုရားကျောင်းကမသွားဘဲနဲ့ကုသိုလ်ရတယ်အဲ့ဒါဖြင့်ဒီလိုတို့အိမ်မှာဈေးရောင်းရင်ဘယ်လိုကုသိုလ်ရအောင်ဆိုရင်ရတယ်လေဈေးဝယ်လာတဲ့လူကိုရံဖြစ်မလွတ်နဲ့လားနော်ကိုယ်စိတ်ကပါထားတော့ကောင်းတာလေးရပါစေစေတသက်တာကလည်းရပါစေဒါကကောင်းတယ်ဒါကမကောင်းဘူးဒါကဒီဈေးဟိုကသိချပြောရအောင်ပေါ့မလိမ့်လိုက်နဲ့ပေါ့ဒါအရင်က9000ကျတယ်ဟိုကနင်းကန်စစ်နေအရင်က9000ကျတယ်မပေးနိုင်ဘူးမပြောဒါတော့တော့ရောင်းမှအဆင်ပြေပါလေပြောဖို့မလိမ့်ဘူးလေအဲ့ဒါလို့ပြောလို့ရှိရင်ရောင်းရင်ဝယ်ရင်ကုသိုလ်ဖြစ်တယ်မေတ္တာဆိုတာကုသိုလ်ပဲလေမေတ္တာဆိုတဲ့ကုသိုလ်ကိုမြတ်စွာဘုရားအကြောင်းဆောင်လှူတဲ့ကုသိုလ်တဲ့တောင်ကြီးတယ်လို့တကယ်အင်အားပြည့်လာပြီးကြီးတယ်လို့ပြောတာနော်အင်အားကြီးပြီးတော့ဇာအဆင့်ထိအောင်ရောက်သွားရင်ကြီးတယ်လို့ပြောတယ်အော်မေတ္တာပြောမယ်ဆိုရင်တော့မနောကမယ်လေဘာဝနာဖြစ်သွားတိဒါနသီလဘာဝနာဆိုရင်မေတ္တာဘာဝနာအစဉ်တိုင်းပြောလိုက်မယ်ဆိုရင်လှူတာကဒါနဆောက်တည်ပြီးကျင့်သုံးတာကသီလကိုယ်တဏ္ဍမှာဒီစိတ်အားတွေကိုတိုးပေါင်းအောင်လုပ်တာဘာဝနာလို့ဆိုမေတ္တာဘာဝနာထဲမှာပါတယ်အဲ့သူကပို့ပြီးတော့အဆင့်မြင့်တယ်လို့သူတို့ပြောတာအဲ့တော့အိမ်နေရင်လည်းကုသိုလ်ရပါတယ်အလုပ်လုပ်ရင်လည်းကုသိုလ်ရပါတယ်ခုနပြောတဲ့အတိုင်းကိုချင်းတရားမပြတ်စီးပွားရှာမယ်ဆိုရင်ကုသိုလ်တွေရနေမှာပဲစိတ်ချနတ်ပြည်လောက်ကတော့အလွယ်လေးနော်ဒီတိုင်းနေသွားလို့ရှိရင်ကုသိုလ်ရသွားပြီကိုမှဘာမှချိုးပေါက်တာမရှိဘူးမချိုးပေါက်ဘူးငါးပါးသီလစောင့်တည်ထားလိုက်တယ်သမာဒါနစေတနာစောင့်တည်ထားတဲ့ကုသိုလ်လို့ခေါ်တယ်စောင့်တည်လိုက်ရင်ရတဲ့ကုသိုလ်ကသမာဒါနစေတနာကုသိုလ်စောင့်တည်ထားတဲ့အချိန်ကကုသိုလ်တစ်ခုတရားလေးတွေကိုတတ်ဖို့ကြုံလာလို့မတတ်ဖက်နဲ့ရှောင်လိုက်ရင်ဝိရတိအနန္တိပါဒကရှောင်လိုက်တာအဲ့ဒါကြတော့ဝိရတိသီလဖြစ်တယ်ခုနကတော့စောင့်တည်တော့ကစေတနာသီလ